တိုက်စစ်ပိုင်းကပွဲစဉ်တွေကိုအနိုင်ရလက်ဖော်ဆောင်ပေးနိုင်ပါတယ်ဒီလိုအနိုင်ရလက်တွေကိုထိန်းသိမ်းပြီးချန်ပီယံဖြစ်စေတာကတော့ခံစစ်မှုတွေပါပဲလီဗာပူးတို့အတွက်အောင်မြင်မှုတွေနဲ့ထပ်တူကြခဲ့တယ်ခံစစ်ပိုင်းကကစားသမား3ဦးရဲ့ဒီယာဒီအတွင်းတွေ့ကြုံဖြတ်သန်းနေရတဲ့အခြေအနေတွေကိုသုံးသပ်ချက်လေးလုပ်ပေးသွားကြပါတယ်ပရီးမီးယားလိလို physical အသားပေးကစားရတဲ့ပြိုင်ပွဲတွေမှာဆိုရင်တော့ကစားသမားတိုင်းကတွန်းတိုက်နဲ့ aggressive ဆန်းဆန်းကစားတတ်ကြပြီးဒါတွေကိုကြမ်းကြမ်းခံနိုင်မှုဆိုတာတော်ရုံ defender တွေအတွက်ဖြုံလောက်เสียပါဘလို့ဖီအားကိုမဆိုအတီငိမ်ဆုံးဆွမ်းဆောင်ရေးအကောင်းဆုံးရုံအားတွေနဲ့နောက်ထပ်မှာကြောက်ဆောင်တစ်ခုလိုရက်တီပြနေတဲ့ခံစစ်မှုတွေလီဗာပူးမှာရှိနေပါတယ်သူတို့ကတော့အီဘရာဟီမာကိုနာတီဂျိုကိုမက်နဲ့ဘာချယ်ဗန်တိုက်တို့ပဲဖြစ်ပါတယ်ပထမဦးစွာအသင်းကောင်းဆောင်ဘာချယ်ဗန်တိုက်အကြောင်းပါ2017ဆောင်းရာသီကအသင်းထံရောက်ရှိလာပြီးစွမ်းဆောင်ရည်တွေတမဟုန်ချင်းတိုးတက်လာကကလော့နဲ့အတူချန်ပီယံလိစူဖလားကြီးကိုပါကိုင်မြောက်ထားနိုင်သူပါဗန်တိုက်ရဲ့အကောင်းဆုံးရာသီတွေမှာဆိုသူဟာပြိုင်ဘက်တက်စစ်မှုတိုင်းရဲ့အိမ်မဆိုးဖြစ်ခဲ့ပြီးဖြည့်ရှင်းဖို့အလွန်ခက်ခဲတဲ့ defender တူလည်းဖြစ်ပါတယ်အသက်အရွယ်ကြီးရင်လာတာနဲ့အမျှရှေ့စွမ်းပိုင်းရင်လုံးမဟုတ်တော့ပဲအခုနောက်ပိုင်းပွဲစဉ်တော်တော်များများကိုသူ့ရဲ့အတွေ့အကြုံတဘာတွေနဲ့သာထိန်းချုပ်ကစားနေနိုင်တာပါဒီရတဲ့အသင်းရဲ့ရိမ့်ရိုင်းနေမှုမှာဗန်တိုက်ရဲ့စွမ်းဆောင်ရည်ဟာထောက်ပြစရာတစ်ခုဖြစ်လာပြီးအရင်ကတည်းကအမားတွေပိုလုံးမိတွေကတည်ငြိမ်မှုတွေလည်းပျောက်ဆုံးနေပါတယ်နောက်ထပ်တစ်ဦးကတော့ဗန်တိုက်ရဲ့အတွက်ဖက်ကောင်းပြင်သစ်သားအီဘရာဟီမာကိုနာတီပါပဲအာဘီလိုက်ဇစ်အသင်းကနေလီဗာပူးထံရောက်ရှိလာတဲ့အီဘူးဟာရာသီတိုင်းလိုမှာဒဏ်ရာပြဿနာတွေနဲ့ရင်ဆိုင်နေခဲ့ရပေမဲ့ကွင်းထဲပါဝင်လာနိုင်ပြီဆိုအထူးရှည်စွမ်းပြကစားနိုင်သူပါလူကောင်ကြီးနဲ့ဘော်ဒီခုကစားတတ်ပြီးအမြင့်ပိုင်းဘောလုံးရှင်းတော့မှုအလွန်ကောင်းမွန်ကအသင်းရဲ့အဓိကအစိပ်ပိုင်းမှာပါဝင်နေပါတယ်အာနစ်လော့ရဲ့ဒုတိယရာသီမှာတော့ကိုနာတီအနေနဲ့ဒဏ်ရာပြဿနာကင်းစင်နေတဲ့ဆိုပေမဲ့အသင်းကောင်းဆောင်ဘာကျယ်ဗန်တိုက်နဲ့အတူနားလည်မှုအလွဲမှားတွေရှိနေကတရားတီလုံးရုန်းကန်နေရပါတယ်ကွင်းအတွင်းမှာဆိုစိတ်မပါလက်မပါကစားဟန်နေတာမြင်တွေ့ရပြီးဘောလုံးအပေးယူတွေမှာတွန်းဆုံနေကတူးတဲ့ကြောင်ပြောက်နေခဲ့တာပါစာချုပ်အသစ်ကိစ္စညှိမြဖြစ်နေပြီးလာမယ့်နေ့မှာလီဗာပူးနဲ့အတူဆက်ရှိသွားမလားစောင့်ကြည့်ရဖို့ရှိနေပါတယ်နောက်ဆုံးတစ်ယောက်ကတော့ကစားသမားဘဝမှာဘောလုံးကစားရတဲ့အချိန်တန်းအရန်ကုန်နဲ့စေကူးသားမှုအပိုင်းတွေမှာသာအချိန်ကုန်နေခဲ့ရတဲ့ဂျိုကိုမတ်ပဲဖြစ်ပါတယ်ဒဏ်ရာကြောင့်အနှိမ့်မြင့်များစွာကြုံခဲ့ရပေမဲ့ဘယ်တော့မှအရှုံးမပေးတတ်တဲ့ဂိုးမတ်ဟာအသင်းရဲ့တက်တန်းအကြဆုံးကစားသမားဖြစ်ကကိုနာတီမတိုင်ခင်ဗန်တိုက်ရဲ့ပထမဆုံးအတွဲအဖက်လည်းဖြစ်ပါတယ်ဂိုးမတ်ဟာဆိုရင်စနဘက်တီးတန့်ကစားသမားမျိုးမဟုတ်ပဲတောင်ပန်တိုက်စစ်တွေကိုအကောင်းဆုံးထိန်းပြနိုင်တဲ့ဖူးဘက်ကစားသမားဖြစ်လဲပါဝင်နိုင်ပါသေးတယ်ဒီနေ့ရက်ဒီမှာလည်းအရင်ကလိုဒဏ်ရာရလိုက်ပြန်ကစားလိုက်နေစီစဉ်တစ်ခုကိုပြီးဆုံးရဖို့ရှိနေပါတယ်လီဗာပူးသင်းရဲ့နောက်တန်းဟာပွဲစဉ်တိုင်းလိုမှာသွင်းဂိုးတွေခွင့်ပြုနေရပြီးပရီးမီးယားလိ24ပွဲမှာတိုက်စစ်က39ဂိုးအထိသွင်းယူထားနိုင်သည့်တိုင်အောင်ခန်းစစ်မှာတော့33ဂိုးပြန်ပေးထားရကတပွဲပြန်ပြ 1.3% ခွင့်ပြုထားရပါတယ်အသင်းအနေနဲ့ချန်ပီယံလိဝင်ခွင့်အတွက်လက်ကျန်ပွဲစဉ်တွေအတွင်းအနိုင်ရလက်တွေဖော်ဆောင်ရမှာဖြစ်လို့ပြောကြများနေတဲ့နောက်တန်းမှာတည်ငြိမ်မှုတွေနဲ့အတူအမားတွေထပ်မမြင်ရဖို့မျှော်လင့်မိပါတယ်ပရိသတ်တို့ကဒီယာဒီလီဗာပူးအသင်းရဲ့ခံစစ်မှုတွေနဲ့ပတ်သက်လို့ဘယ်လိုထင်မိပါသလဲကျွန်တော်အတွေ့အမြင်နဲ့ရောထပ်တူကြပါသလားကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကို like and follow လေးလုပ်သွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်